Hello ဒါကတော့ကျွန်မတာကူကျူနေပါတယ်ချင်းရက်ကဲလေးကိုကျူပြီးတော့တာကူစစ်လေးကိုပဲထည့်လိုက်ပါတယ်တာကူစစ်ကတော့ဒီမှာရောင်းထားတဲ့တာကူထုတ်လေးကိုကျွန်မနှစ်ယောက်စာပဲချက်မဲဆိုတော့ဒီအထုပ်ကနည်းနည်းလေးတော့ကြီးတယ်အဲ့ဒါကိုကျွန်မတဝက်ကလေးထည့်လိုက်တယ်နော်ကျွန်မလုပ်ပုံကတော့မှန်ချင်မှမှန်မို့เนาะဒါပေမဲ့စားကောင်းမယ်လို့ထင်တာပဲနော်ဒါလေးကတာကူစစ်အထုပ်ကလေးဈေးမှာဝယ်လို့ရပါတယ်ဒါတော့ကျွန်မမီးလေးကို1000အားနဲ့ပေးပြီးတော့ကျူပါတယ်အဲ့ဒါကျွန်မကအရင်ဆုံးကျွန်မကရေနွေးပေါ့နော်ကျွန်မအဲ့မီးပြစ်မှာဆိုးတာနဲ့လေရေနွေးလေးကိုရင်ထက်လိုက်တယ်ထက်ပြီးတော့ထင်းညက်ကလေးကိုထက်တယ်ထင်းညက်ကထက်ပြီးတော့ကျွန်မတာကူစီလေးကိုထည့်လိုက်ပါတယ်ထည့်ပြီးတော့ဒီလိုလေးပဲမွေးပြီးပါတယ်တကယ်နီးမှန်လမ်းမှန်ဟုတ်ချင်မှာဟုတ်မှာเนาะဒါပေမဲ့လည်းကျလို့ရှင်တော့စားကောင်းမဲ့ပုံပါပဲကျလို့ရှင်လည်းဒီစားရအောင်အိမ်မှာလည်းကူကူလုံးစားလို့ရပါတယ်ဒီစစ်တမားထပ်ပါတယ်အားလုံးပဲစားကြပါအောင်ဒီတာကူချိုနီးလေးအမှန်သိရင်လည်းနိမန်စနစ်မသိရင်လည်းခေါမလေးမှာညခဲ့ပါအောင်ဖိတ်ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်